ကျမလူရင်းရှိမှပြောပြလာရှင်ဖောက်ပြန်လာစငါကြီးဒီပေါ်လိုက်တာချစ်ပြီးပေါ်တာရှင်ဖောက်ပြန်တာသူများရဲ့တရားပြောပြလာဟာတိုက်တာကောမန့်နဲ့ကောင်ဖုံးမယ်ကျမတိလို့ချက်ကြလိုက်ကြပြောနေရနော်ကျမကိုမတိတဲ့မပိုင်တဲ့အရာမပြောကျမတိလို့ပြောနေရှင်ဝင်ခံလိုက်ရှင်ကျမလွယ်ပြီးသူများရဲ့ကြည်ပြီးသူများကောမန့်မှန်ပြီးသူများကိုဒိုင်းမွန်ပေးတာရှင်ကကျမတည်ရလို့ပဲထင်လဲကျမနောက်ကွယ်မှာတိတ်တိတ်လေးကြည်နေတာရှင်ဘက်တင်အောင်လို့ဂိမ်းဆောင်ရရင်သူမလိုက်တာမရှောင်မလိုက်လဲမကြည့်နဲ့ပေါ့ကွာရှင်လိုက်မှကြည့်ရောဘာဖြစ်မှမလို့လဲဒိုင်းမွန်ကုံတော်တက်တာလေရှင်ထဲမှာခံကြရကို့မှာတော့ဒီနေ့မှတိလို့ဆိုပြီးတော့လင်ကာလေးကိုမနေ့ကတိရဒီနေ့ငါ့ကိုဒိုင်းမွန်လေးဝယ်ပြီးတော့မနေ့ကဝယ် thank you နော်မမီမနေ့ကဝယ်ပြီးဒီနေ့ပြီးတော့ငါမှာဒီကောင်လေးကတော်လိုက်တာပေါ့ဂိမ်းနေပါခေါ်ဆော့သူကတော့ဂိမ်းနဲ့ပြီးတော့နောက်တောင်နဲ့ဖောက်ရှင်ဂိမ်းနဲ့ဆော့ပြီးတော့ကျမကိုပလစ်ပြီးနောက်တောက်စီလိုက်တင်တွားပြီးတော့နောက်တောင်နှာမိုးထားနေလေရဲ့ကြည့်စဉ်းစားလို့ကောင်းပါဘူးစဉ်းစားကြည့်အဲ့ဒါကြားလို့ကောင်းတာရှင်မထအောင်လည်းခံစားလာအောင်အဲ့လိုခေလို့လိုက်တဲ့အဲ့လိုသူများလိုက်တဲ့မှာတွေ့ရင်ရှင်မပြောဒါတော့နော်မနေ့ကမှတွေ့ရလူတွေကိုဟိုသူများလိုက်တဲ့မှာတွေ့ရတော့အဲ့လိုခံစားရနော်ခေါ်လို့မမေးလို့ဆိုဘယ်လိုခံစားရမလဲရှင်ဘက်ကိုလေဒါနဲ့မှုန်ပြီးတော့စားရီတိုက်လိုက်လို့ပဲတွေးကြည့်ရတဲ့အဲ့လောက်နာကျင်နေရမှာခီလိုခင်မတော်နဲ့တော့များလိုက်တယ်သွားချင်နောက်ကောက်ဖွင့်ပြီးသွားနော်လို့ကျန်တဲ့လူပြောမမီးနဲ့ကော့ပဲပြောတာကျန်တဲ့လူကတော့ပြောတော့ပါပြောချင်တယ်မရှိတော့ပါစိန်ယူနေပြီရဲ့စိန်ယူမယူပါဘူးချစ်ယူလားငါဘာယူပေါ့ကိုမကိုလိုရဲ့ညောင်ငါကိုယ်တိုင် blog ကမှာရှမ်းနဲ့ငါလုံးမရှမ်းတော်တာရှမ်းတော်တာကစ်မယ်ကစ်ညမကစ်လာကျို့တကယ်ခင်ဒီခါပေါက်ပြီးကွာကြည့်လိုက်တဲ့ဒီကခီတို့ရို